တို့ဆန္ဒပြီးတရားတေချောင်းရဲတဲ့ကချင်းနဲ့တကြီးတို့တရားတေချောင်းရဲတဲ့ကပါချင်းတော်ပြီဦးလေးထီတင်တဲ့ဘုရားဆရာတော်က